ဒီနေ့ကိုအကြိမ်ပေါင်း250အိတ်တဲ့ပြရွက်စိတ်များပြရွက်စိတ်တွေရဲ့အိတ်ဆက်မှုပုံစံကတကယ်ကိုထူးခြားပါတယ်သူတို့ရဲ့ဘဝဆက်ဝင်တဲ့အလုပ်လုပ်ပုံကိုကြည့်ရင်ပို့ပြီးတော့အံ့ဩဖို့ကောင်းပါတယ်အလုပ်သမားပြရွက်စိတ်တွေဟာတနေ့ကိုအကြိမ်ပေါင်း250လောက်မှီဆက်လေရှိပေမဲ့တစ်ခါမေးရင်10မိနစ်တောင်မပြည့်တတ်ပါဘူးသူတို့ဟာတနေ့လုံးအလုပ်လုပ်နေရတယ်လို့မျိုးဖြစ်နေတာပါအလုပ်သမားတွေနဲ့မတူတာကဘရင်မပြရွက်စိတ်ပါသူကတော့တနေ့ကို9နာရီနီးပါးအထိအိတ်ဆက်ခွင့်ရပါတယ်ဒါကြောင့်လေဘရင်မပြရွက်စိတ်တွေဟာအလုပ်သမားတွေထက်တက်တန်းပိုရှည်ကြတာပါဘရင်မကနှစ်ပေါင်းများစွာနေရနိုင်ပြီးအလုပ်သမားတွေကတော့လာပိုင်းလောက်ပဲနေရတတ်ပါတယ်။ဘရွက်စိတ်တွေအိတ်တဲ့အခါသူတို့ရဲ့အာယုံကန်ဥမင်တွေဟာငြိမ်သက်သွားပြီးတုံ့ပြန်မှုနှေးသွားရပါတယ်။ဒါကိုကြည့်ပြီးအိတ်နေတယ်ဆိုတာသိပ္ပံပညာရှင်တွေကခွဲခြားကြတာပါ။အိတ်ဆက်ခြင်းနဲ့ပတ်သက်ပြီးဘရွက်စိတ်တွေမှာရှုပ်ထွေးတဲ့အုံနောက်မရှိလို့ကျွန်တော်တို့လိုအိမ်မက်မက်တာမျိုးတော့မရှိပါဘူး။နောက်ပြီးဘရွက်စိတ်အများစုကမြေရောက်ထဲမှာနေရတာဖြစ်လို့သူတို့အတွက်နေနဲ့ညခွဲခြားဖို့ခက်ခဲပါတယ်။ဒါကြောင့်လေအချိန်မရွေးခဏခဏမီးဆက်တဲ့နီလန်းကိုသုံးကြတာဖြစ်နိုင်ပါတယ်။ဒီအချက်ကိုကြည့်ရင်ဘရွက်စိတ်တွေဟာကမ္ဘာပေါ်မှာအလို့အကျိုးစားဆုံးသတ္တဝါတွေကတစ်ခုလို့ပြောလို့ရပါတယ်။